အချင်းအဆုံးသမီးလေးဂတိစကားဆိုတာကိုရဲ့ဂုဏ်သိက္ခာပါပဲတယောက်ယောက်ကိုဂတိတစ်ခုပေးလိုက်ပြီးပြီဆိုရင်အဲ့ဒီဂတိကိုတီးအောင်လို့ကြိုးစားရတာကကိုရဲ့ဂုဏ်သိက္ခာကိုတိဆောက်ရတာပဲဖြစ်တယ်ဂတိအတိုင်းအလုပ်တစ်ခုကိုအောင်မြင်အောင်ဆွဲဆောင်နိုင်တဲ့အခါကိုလေးစားကုန်ယူမိတတ်တယ်သူများတွေကိုဂတိပေးသလိုကိုလည်းတနေ့ကိုဂတိတစ်ခုစီပေးကြည့်ပါပေးတဲ့အတိုင်းလေးဂတိကိုတီးအောင်ကြိုးစားပေးပါရလက်ကကိုလေးစားချစ်ခင်လာတာပါပဲကိုဂတိကိုတီးအောင်လုပ်နိုင်တယ်ဒါကြောင့်ကိုကချစ်စရာကောင်းတယ်လေးစားစရာကောင်းတယ်အထင်ကြီးစရာကောင်းတယ်မနဲ့မိုးလင်းလာရင်မှန်တဲ့ကိုကြည့်ပြီးကိုဂတိတစ်ခုပေးကြည့်ပါအဲ့ဒီအစဉ်လေးကိုစွဲနေအောင်လုပ်ကြည့်ပါဒီနေ့စာအုပ်တအုပ်ရဲ့စာမျက်နှာ10မျက်နှာပြီးအောင်ဖတ်မယ်ဒီနေ့ဘာအကြောင်းမှစိတ်မဆိုးမိအောင်နေမယ်တကယ်လို့စိတ်ဆိုးစရာနဲ့ကြုံခဲ့ရင်လည်းကိုယ့်စိတ်ကိုသိနေအောင်လို့ကြိုးစားကြည့်မယ်လို့ဂတိပေးထားလိုက်ပါဒီနေ့တရားကိုနိုင်ဝတ်ထိုင်မယ်လို့ဂတိပေးကြည့်ပါဂတိပေးထားတဲ့အတိုင်းအောင်မြင်အောင်လုပ်ပြီးတဲ့အခါရလာတဲ့ပျော်ရွှင်မှုကဘာနဲ့မှမတူကိုဂတိပေးပြီးအဲ့ဒီဂတိကိုတရားကြိုးစားလိုက်ရတာလေကိုတန်မိုးထားလေးစားရရောက်တယ်ဂတိတည်တဲ့အကျင့်လေးဆွေးမြဲလာတဲ့အခါကိုအနာပတ်ဝန်းကျင်ကလူတွေစီကယုံကြည်လေးစားမှုကိုလည်းရလာမယ်ကိုဟာဂတိတည်တဲ့သူတစ်ယောက်ဖြစ်ကိုယ့်ရဲ့ပုံရိပ်ကိုပုံဖော်ပေးပါတယ်